စကားကြိုလေးလေတယ်ပြောလေးနဲ့အမြဲပြောဆိုလေးရှိတဲ့လူကကိုယ့်ပေါ်ဘယ်လောက်ထိအနေအများစီနိုင်လဲမင်္ဂလာပါပေါ်စစ်ကော်နာနေကြိုဆိုပါရဗျဒီတစ်ခေါက်မှာကတော့ကျွန်တော်တို့နေ့စဉ်ပုံမှန်တွေ့ကြုံနေရတယ်တကယ်ကိုခင်မွန်းကောင်းတဲ့လူတွေအကြောင်းနည်းနည်းလေးပြောပြချင်ပါတကယ်တော့လူတွေအကြောင်းပြောမယ်ဆိုတာထက်လူတွေမရှိမဖြစ်တတ်ထားတဲ့လူတို့အများဆုံး manipulation tactic တစ်ခုအကြောင်းပြောချင်တာပါဒီကောက်လေးက manipulation tactic ဆိုတာထက်လူတွေတတ်ထားတဲ့စကေးတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဗျတယောက်ကစကားချိုလေးပြောပြီးကိုယ့်ဘော်တစ်ခုခိုင်းသွားတာမျိုးဒါမှမဟုတ်တိမ်မြရမှာအတုံးချသွားတာမျိုးကြုံမှုကြလားအခုကြည့်နေတဲ့သူကိုယ်တိုင်ရောစကားချိုလေးပြောပြီးတစုံတယောက်ခိုင်းမှုလားဒါမှမဟုတ်ကိုလူချင်တာရဖို့အတွက်တနေရာမှာအတုံးချမှုလားဥပမာနဲ့ပြောရမယ်ဆိုရင်ကွက်တာတို့ထူစားရဲဆိုပါတော့အဲ့ချိန်မှာတင်ကအပိုလိုချင်တဲ့အတွက်အန်ဒီဦးလေးစတဲ့ပြေတစ်ချောင်းလောက်ပို့ကျွေးပါလားဒါလေးတစ်ချောင်းလောက်ကျွေးလို့ရမလားစတဲ့ပြေလေးတဲ့ချိုလေးပြောပြီးအပိုတောင်းမှုကြရမလားဒီလိုမျိုးစကားချိုလေးပြောပြီးကိုလူချင်တာရဖို့အတွက်တစ်ဖက်သူကိုတောင်းဆိုတာဒါမှမဟုတ်အတုံးချတာမျိုးကို soft spoken manipulation tactic လို့ခေါ်လို့ရပါတယ်ဒီလိုနည်းလမ်းမျိုးကိုလူမှုဆက်ဆံရေးတော်တော်များများမှာအဓိကအသုံးပြုကြရဲဆိုပေမဲ့အခြားသောနယ်ပယ်တွေမှာလည်းအသုံးပြုလို့ရှိကြပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကိုကအတိတ်မှာ red flag ဖြစ်ခဲ့ပြီးတော့ toxic ဆန်တဲ့လူတစ်ယောက်ဖြစ်ခဲ့ရဆိုပါတော့ကိုရဲ့အတိတ်ကိုဖုံးတဲ့အနေနဲ့လက်ရှိအနေအထားမှာ soft spoken manipulation နည်းကိုအသုံးပြုပြီးနေထိုင်နေကြတဲ့လူတွေလည်းရှိကြပါတယ်ကျွန်တော်ဒီလိုပြောတော့စကားကြိုလေးပြောတတ်တဲ့လူတွေအားလုံးကမကောင်းတဲ့လူတွေမဟုတ်နော်ကိုမွေးဖွားလာတဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ကိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးတော့စကားချိုလေးတွေစကားပြောကောင်းတဲ့လူတွေလည်းအများကြီးရှိကြပါတယ်ဒီလီလက်ကဘယ်တော့အသုံးဝင်လဲဆိုရင်ကိုကောင်းမလေးလိုချင်တာလားဒါမှမဟုတ်ကောင်းလေးလိုချင်တာလားလူတွေရဲ့အမြင်မှာကိုကအထင်ကြီးစားကောင်းတဲ့လူတယောက်ဖြစ်စေချင်တာလားလူရှိလူကြီးပုံများစေတာလားစသဖြင့်တော်တော်လေးကိုအသုံးဝင်တဲ့လီလက်လေးတစ်ခုပဲဖြစ်ပါတယ်ဒီလီလက်ကဘယ်တော့အသုံးဝင်လဲဆိုတာသိပြီဆိုတော့ဒီလီလက်ကိုဘယ်လိုအသုံးပြုရမလဲဘယ်လိုကာကွယ်ရမလဲဆိုတာကိုအခုပဲစပြီးရှင်းပြပေးပါမယ်နံပါတ်1အနေနဲ့ကိုယ့်ရဲ့ emotion ကိုဦးစားမပေးရပါဘူးဘာလို့ဒီလိုပြောရလဲဆိုရင်ကိုလိုချင်တာရဖို့အတွက်တစ်ဖက်သူကကိုယ့်အတွက်အဆင်ပြေခြင်းမှပြင်လိမ့်မယ်ကိုယ့်အတွက်စကားပြောကောင်းခြင်းမှကောင်းလိမ့်မယ်ဒါပေမဲ့သူ့စီကလိုချင်တာရဖို့အတွက်ကျွန်တော်တို့ကစကားချိုလေးပြောပေးရမယ်လေတာပြောလေးနဲ့လေတာကိုအချိုတာဆုံးပြောပေးရမယ်ဒါမှတစ်ဖက်သူကကိုယ်ကိုပေးခြင်းလာမယ်ကိုယ်ကိုလုပ်ပေးခြင်းလာမယ်စသဖြင့်တော်တော်လေးကိုစိတ်ရှင်ဖို့လိုပါတယ်အဲဒါကြောင့်မို့ကိုယ့်ရဲ့ emotion တွေကို management လုပ်တတ်ဖို့ကတော်တော်လေးအရေးကြီးတဲ့အချက်ပါနံပါတ်2အနေနဲ့တစ်ဖက်သူအတွက်အမြဲတွေးပြီးနေတဲ့ပုံစံစိတ်ပူပြီးနေတဲ့ပုံစံဖြစ်အောင်ဖန်တီးယူရမယ်ကိုလိုချင်တာကိုပေးနိုင်မဲ့လူတယောက်အတွက်စိတ်ပူပေးရမယ်လို့ပြောချင်တာပါဥပမာအနေနဲ့ပြောမယ်ဆိုရင်မင်းအဆင်ပြေနဲ့ငါအဆင်ပြေပါတယ်မင်းအခုညီလိုရင်ငါ့ကိုပြောလိုက်တော့မင်းပေးမှာငါအမြင်ရှိနေပေးပါစသဖြင့် protective ဆန်တဲ့စကားလုံးတွေကိုပြောခြင်းဖြင့်တစ်ဖက်သူကကိုယ့်အပေါ်ကိုယုံကြည်လာစေပါတယ်အဲ့လိုနဲ့ပဲတစ်ဖက်သူကကိုယ့်အပေါ်မှာအားကိုးလာမယ်ယုံကြည်လာမယ်စသဖြင့်အလွယ်နည်းပြောမယ်ဆိုရင်ကိုယ့်ကိုယုံကြည်လာအောင်အယုံတွင်းတဲ့သဘောပါနံပါတ်3အနေနဲ့လိုချင်တာရပြီးတဲ့အခါမှာပန်းတူတွေးပြီးတော့ cut off လုပ်တတ်ဖို့လိုပါတယ်ပြောမယ်ဆိုရင်ဒီအချက်ကနောက်ဆုံးအချက်အနေနဲ့တော်တော်လေးအရေးပါတဲ့အချက်ပေါ့နော်ဘာလို့နောက်ဆုံးအချက်အနေနဲ့ပြောမယ်ဆိုရင်ဒီနီလက်ကအချက်3ချက်နဲ့ပြီးသွားတာမျိုးမဟုတ်ပါဘူးနောက်ထပ်အချက်တွေအများကြီးကျန်ပါသေးတယ်ဒါကကျွန်တော်ကအတူချုပ်ပြောပြတဲ့အနေနဲ့ဗီဒီယိုမှာ3ချက်လောက်ပဲရှင်းပြထားတာပါပို့ပြီးသိချင်တယ်ဆိုရင်တော့ကိုယ်ကဲမှာရှာတာဖြစ်ဖြစ် AI ကိုတမိတာဖြစ်ဖြစ်လုပ်လို့ရပါတယ်ဒီအချက်လေးက relationship တော်တော်များများမှာတောင်းရင်ပို့ပြီးအဆင်ပြေပါလိမ့်မယ်တောင်းရင်ပို့ပြီးအဆင်ပြေတာတက်တော်တော်များများအသုံးပြုနေကြတာပါဘယ်လိုမျိုးလဲဆိုရင်တစ်ဖက်သူကကောင်းလေးဖြစ်ဖြစ်ကောင်းမလေးဖြစ်ဖြစ်ကိုယ့်ကိုဖြစ်သွားတယ်ဆိုပါတော့အဲ့တစ်ဖက်သူကကိုယ့်ဘောကိုငါအများကြီးစူးစမ်းပေးခဲ့တာပဲလေဒီတစ်လျှောက်လုံးတိတ်ပြီးနားလေတီးခန့်ခဲ့ပေးတာစတဲ့ဖြစ်အဲ့လိုတွေပြောလာခဲ့တဲ့အခါမှာသူ့ဘက်ကစပြီးပန်းနုတွေနေပါပြီအဲ့လိုပန်းနုတွေလောက်ခံရတဲ့အခါမှာကိုမယုံတင်ကစိတ်နဲ့ငါအဲ့လောက်ထိလူဆိုးကြီးဖြစ်ခဲ့ရလားဒါမှမဟုတ်အတိတ်မှာငါဒီလောက်တော့စိုးခဲ့တဲ့လူတယောက်လားဆိုပြီးတော့မတိစိတ်ကကိုယ့်အပေါ်ကို gaslighting လုပ်နေတယ်လို့မျိုးအပြစ်တင်ခြင်းစိတ်တွေပေါ်လာပါလိမ့်မယ်ဒါမျိုးကို soft spoken manipulation လို့ခေါ်လို့ရပါတယ်ကိုကဘယ်လောက်ထိကောင်းမွန်တဲ့လူတယောက်ပဲဖြစ်နေပါစေကိုကဘယ်လောက်ထိပဲသူ့ဘောကောင်းပေးနေပါစေကောင်းပေးခဲ့ပါစေအဲ့လိုစကားတွေပြောလာပြီးပန်းနုတွေလာလုပ်တဲ့အခါမှာကိုမယုံတင်ကတွေဖြစ်လာတာလူတိုင်းလိုလိုပါပဲအဲ့ဒါကကိုယ့်ရဲ့မတိစိတ်ကကိုယ့်အပေါ်မှာကိုယ့်ရဲ့ခေါင်းထဲမှာငါဘာလို့အဲ့လိုမျိုးဖြစ်ခဲ့ရတာလဲငါတကယ်ပဲဆိုးတဲ့လူတယောက်ဖြစ်ခဲ့ရလားဆိုပြီးတော့မယုံတင်ကစိတ်တွေကကိုယ့်ရဲ့ခေါင်းထဲမှာအမြဲပြည့်နေမှာပါဒါက gaslight တွေလောက်ခဲ့ရတဲ့နည်းနည်းလေးစင်ပါတယ်ဆိုတော့အဲ့လိုမျိုးပန်းနုတွေလုပ်ပြီးတော့ cut off လုပ်တဲ့အခါမှာရုပ်တရက်ပြောက်ကွယ်သွားတဲ့အခါမှာပေါ့အဲ့ချိန်မှာတော်တော်လေးကိုခံရတဲ့လူကအထိနာစေမှာပါဆိုတော့ကျွန်တော်အခုပြောပြပေးတဲ့အချက်3ချက်က soft spoken manipulation tactic တွေက3ချက်ပဲဖြစ်ပါတယ်သူတစ်ပါးအပေါ်မှာကြိုးကိုက်ချင်တယ်ဆိုတာကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူးကောင်းတဲ့နေရာတွေမှာအတော့ပြုကြဖို့နဲ့ကိုခါကွယ်တတ်ဖို့ကိုကျွန်တော်ကရှင်းပြပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့